အခုဆွမ်းလူလဲဆိုတာဆွမ်းအကျိုးတစ်မျိုးပဲရနော်နောက်တစ်ခါကျတော့သင်္ကန်းလူရင်သင်္ကန်းအကျိုးတစ်မျိုးပဲရမယ်စီမီလူရင်စီမီအကျိုးတစ်မျိုးပဲရမယ်အဝတ်လူရင်တစ်မျိုးစီပဲရမယ်ဟောကျောင်းလူတာကြတော့လေအဲ့ဒီလူတန်းနဲ့ကုသိုလ်အမျိုးမျိုးရဲ့အကျိုးတရားအကုန်လုံးရမှာနော်ဒီကျောင်းပေါ်မှာနေပြီးတော့တန်ဃာတော်များပရိယပရိပတ်တွေကျင့်ကြံကြိုးကိုပွားများအားထုတ်ပြီးတော့မဉ္ဇဉ်ပူဇဉ်အားနဲ့နိဗ္ဗာန်တရားမျက်မှောက်ပြုသွားကြပြီဆိုရင်တော့တက္ကကြီးတို့အတိုင်းတဲ့အလုံးနော်တူသောအကျိုးမပေးမှလားပေးပါတူသောအကျိုးပေးမှဖြစ်တဲ့အခုလိုလူတာကိုကျိုးတို့ကလည်းဝမ်းမြောက်ပါတယ်တာရုခေါ်ပါတယ်ကျေးဇူးလည်းတင်ပါတယ်နော်လိုအပ်နေတဲ့နေရာမှာလိုအပ်တဲ့ကွက်လက်ကလေးတွေကိုလာရောက်ပြီးတော့ဖြည့်ပြီးတော့ဟိုဘုရားမူဆိုတဲ့ရွာကနေပြီးတော့ဒီရွာကိုကြော်လာပြီးတော့လှူဒါန်းတာဖြစ်တဲ့အတွက်ကျေးဇူးတွေတင်နေပါတယ်တက္ကကြီးတို့ကတော့ချမ်းသာတဲ့လူတွေအများကြီးရှိပါတယ်ဒီစိတ်ကူးတွေမပေါ်ကြပါဘူးနော်အဲကြောင့်မို့တက္ကကြီးဓမ္မကြီးများဒီဘွဲ့နဲ့ပုံကူးနဲ့ထိုက်တန်တဲ့ပုံကိုယ်တွေပါဗျာသာသနာပြုပုံကူးနော်အဲကြောင့်မို့ကျို့တို့အခုပြောနေတာဒီမြောက်ပြောနေတာပါလားမပါပါဘူးဗျာအဲတော့အရင်ကကောင်းလို့အခုကောင်းနေအခုကောင်းတဲ့ကောင်းအောင်လုပ်နေတာပါအဲ့တော့ဥပမာပြောမယ်ဆိုရင်ဘာနဲ့တူလဲဆိုတဲ့အခါကျတော့တိုက်ဆောက်တဲ့ဖောင်ဒေးရှင်းသာခိုင်မလေးစီအပေါ်ကတန်ကြောင်ပြင်းလိုင်းပေါ်ကနေတန်ကြောင်သာထုတ်ထားတထတိုက်ကနေနှစ်ထတိုက်နှစ်ထတိုက်ကနေ3တက်4တက်5တက်10တက်အထက်ပေါင်းမြောင်များစွာအထီအောင်တိုက်ပြီးဆောက်ပြီးတက်သွားလို့မရဘူးလားဒီလိုဆိုရင်တခါကြီးဦးတန်းမင်းတို့တကွာတော်မှုပါခိုင်လို့မိသားစုတွေကတိုက်ဆောက်နေတဲ့ပုံကိုယ်တွေနဲ့တူတယ်။ဘာနဲ့တူလဲ။ဟောကုန်းကတော့စိတ်စေတနာတွေယုံညံ့ပြီးတော့ဟောအတိတ်ဘဝတော့ကန်ဆိုးလို့ပြစ္ဆုတ်ပံမှာလည်းကုသိုလ်ကောင်းမှုမပြုနိုင်တဲ့ပုံကိုယ်များကြတော့မြေကြီးတွင်းတူးတဲ့ပုံကိုယ်တွေနဲ့တူတယ်တဲ့။ဦးတန်းမင်းနော်မြေကြီးတွင်းတူးတဲ့ပုံကိုယ်တွေကဘာဖြစ်လဲတူးလီနဲ့လီတူးလီနဲ့လီဟုတ်တယ်မလားလူဆိုအေဝံတတဗမာရာဤဒုသာလင်သူတော်ကောင်းအပေါင်းတို့ဟာလည်းမြေကြီးတွင်းနဲ့မြေကြီးတွင်းတူးတဲ့ပုဂ္ဂိုလ်တွေကိုဥပမာပြုပြီးတော့တို့မြေကြီးတွင်းတူးတဲ့ပုဂ္ဂိုလ်တွေလိုမဖြစ်ကြသေးပဲကုသိုလ်ကောင်းမှုတွေကိုတစ်စင်းနဲ့တစ်စင်းမြင်တဲ့မြင်အောင်စားတဲ့ကိုတိုးပြီးတော့နိဗ္ဗာန်တရားအထက်မြင့်တိုက်ဆောက်တဲ့ပုဂ္ဂိုလ်တွေနဲ့တူအောင်ကျင့်ကြပါလို့ဘုန်းကြီးများကကောင်းစွာမသိတိုက်တွန်းလိုက်ပါပြီသတိအထက်မြင့်တိုက်ဆောက်တဲ့ပုဂ္ဂိုလ်နဲ့တူအောင်ကျင့်တဲ့အခါကျတော့အထက်မြင့်တိုက်တဲ့လူလည်းအဆုံးကြတော့အိုခြင်းနာခြင်းသိခြင်းကိယအမှန်နိဗ္ဗာန်ကိုကိုယ်စီဝန်ဆန်းနိုင်တဲ့သူတော်ကောင်းများဖြစ်နိုင်ကြပါလားဖြစ်နိုင်ရတယ်ဖြစ်တဲ့အတွက်သူတော်ကောင်းပေါင်းလို့ဒီနိဗ္ဗာန်တရားဝန်ဆန်းနိုင်တဲ့ပုဂ္ဂိုလ်တွေအထက်မြင့်တိုက်ဆောက်တဲ့ပုဂ္ဂိုလ်တွေယနေ့ဖြစ်နေကြပါပြီဟုတ်တယ်မလားနိဗ္ဗာန်ကြည့်အောင်တစ်ဆင့်သွားရမယ်ဥဒ္ဒမင်းနော်ဘာလို့လဲဆိုတဲ့အခါကျတော့နိဗ္ဗာန်တရားသွားမှနိဗ္ဗာန်ရောက်မှဒီဒုက္ခတွေကအေးကြမယ်နောက်ဆုံးဥဒ္ဒမင်းတို့တော်မူပါခိုင်းလို့ဘယ်လိုပဲစားဖို့နေအလိုလိုရှိသမျှအကုန်ပြည့်စုံပါတယ်ပြောခန္ဓာရှိနော်ခန္ဓာရှိနေတာပြည့်နေတဲ့ခန္ဓာရှိရဲ့ပုဂ္ဂိုလ်ရဲ့နောက်ဆုံးလမ်းစဉ်ကဘာလဲဆိုတဲ့အခါကျတော့ဥမေနာမေသိမေနော်တခြားဘာမှမရှိနေဘူးဒုက္ခပရိဝါတွေမရှိနေဘူးထောင်းဘုံကြီးလည်းဒီလိုပဲခန္ဓာရှိတာဖြစ်တဲ့ဥမေနာမေသိမေဒီလိုဆိုဥနာတိရတဲ့ဘဝဘယ်ဘဝမှမကောင်းပါတခါယူတောင်းညွှန်တော့ဥနာတိရတဲ့ဘဝဘယ်ဘဝကောင်းဘယ်ဘဝမှမကောင်းဒီလိုဆိုဥနာတိရတာကောင်းလားဥနာတိလွတ်တာကောင်းလားဒီလိုဆိုရင်ဥနာတိလွတ်ရပြည့်တဲ့နိဗ္ဗာန်ကိုဒီနေ့ဒါနတရားကြီးကိုအခြေခံပြီးတော့သူတော်ကောင်းပေါင်းတို့သွားနိုင်အောင်ရောက်နိုင်အောင်မကြိုးစားရမှာလားကြိုးစားရမှာလားကြိုးစားတဲ့အခါကျတော့တခြားကြည့်ရမှာလားခန္ဓာကြည့်ရမှာလားခန္ဓာကြည့်တော့ခန္ဓာကမဖြစ်မပြတ်တာပြမှာလားဖြစ်ပြပြမှာလားအလုံးခန္ဓာကဖြစ်ပြဟုတ်ပြီလားအဲ့တော့ဖြစ်ပြီးရင်ပြည့်တယ်ဖြစ်ပြီးရင်ပြည့်တယ်ဆိုတာတခြားသစ္စာလားဒုက္ခသစ္စာလားခန္ဓာဖြစ်ပြကဘာသစ္စာအဲ့ဒီခန္ဓာဖြစ်ပြကိုဖြစ်ပြလို့ဥဒ္ဒမေတော်မူဝိုင်းမသိဘူးလားသိတဲ့ဉာဏ်ကကိလေသာကသိတာလားမက်ကသိတာလားဒီလိုဆိုရင်ခန္ဓာကဖြစ်ပြသိတဲ့ဉာဏ်ကမယ်အလုံးပြောခန္ဓာကဖြစ်ပြသိတဲ့ဉာဏ်ကမယ်ပြောပါဦးခန္ဓာကဖြစ်ပြသိတဲ့ဉာဏ်ကမယ်ခန္ဓာကဖြစ်ပြသိတဲ့ဉာဏ်ကအဲ့ဒါဆိုရင်အထက်မြင့်တက်ကြီးအဆုံးရောက်သွားတဲ့နိဗ္ဗာန်နဲ့လဲလိုက်ပြီနော်အဲ့တော့ကြတော့ခန္ဓာကဖြစ်ဖြစ်သိတဲ့ဉာဏ်ကမဲ့ဆိုတဲ့အခါလဲကြောက်ခန္ဓာဖြစ်ဖြစ်ဒီတခြားသစ္စာလားဒုက္ခသစ္စာလားဒုက္ခသစ္စာပါဗျာအဲ့ဒီဒုက္ခသစ္စာကိုဒုက္ခသစ္စာလို့ခန္ဓာဖြစ်ဖြစ်ကိုသိတဲ့အခါကျတော့သိတဲ့ဉာဏ်ဒီကိလေသာကသိတာလားမက္ခသစ္စာသိတာလားမက္ခသစ္စာ
ဒီလိုဆိုရင်ခန္ဓာဖြစ်ပျက်ကဘာသစ္စာဒုက္ခသစ္စာသိတဲ့ဉာဏ်ကဘာသစ္စာဒုက္ခသစ္စာဒီလိုဆိုရင်ဥတ္တမင်းတော်မှုအခါရင်ဒကာကမပေါင်းသူတော်ကောင်းတို့အဲ့ဒီခန္ဓာဖြစ်ပျက်ကြီးများနောင်တစ်ခါပြန်ရရင်လိုချင်သေးလားမလိုချင်နဲ့မလိုချင်နဲ့နော်လိုချင်ဒီဩနာတိပြန်တွေ့ဦးမှာဒီလိုဆိုရင်မလိုချင်တော့လို့မလိုချင်တော့လို့ဆိုတော့လိုချင်တဲ့တဏှာဥပါဒံကံသေးတာတခြားသေးတာလားသမုဒယသစ္စာသေးတာလားသမုဒယသစ္စာသမုဒယသစ္စာသေးတော့ဟောနောက်ခန္ဓာလာဝအောင်မလားအနည်းဆုံးတော့ဒိဋ္ဌိကအပယ်လေးပါအပယ်ခန္ဓာမလွတ်သွားဘူးလားလွတ်သွားတာဒီလိုဆိုရင်အပယ်လေးပါအပယ်ခန္ဓာလွတ်လို့နောက်ခန္ဓာမလာတာကတခြားသစ္စာလားနိရောဓသစ္စာလားဒီအလုံးပြန်လို့မြန်ခန္ဓာပြည့်ပြက်ကဘာသစ္စာဒုက္ခသစ္စာသိတဲ့ဉာဏ်ကဘာသစ္စာမေဃသစ္စာသေရာကဘာသစ္စာသမုဒိယသစ္စာဟောသမုဒိယသစ္စာသိလို့အပယ်ခန္ဓာနောက်ခန္ဓာမလာလို့ခန္ဓာဇတ်သိချုပ်ငြိမ်းယုံသိသွားလို့အေးပြီးချမ်းသာပြီဆိုတာကဘာသစ္စာနိရောဓသစ္စာဒါကြောင့်နိရောဓသစ္စာနိရောဓသစ္စာကိုဘုရားမြတ်စွာကတခြားလို့ဟောတာလားနိဗ္ဗာန်လို့ဟောတာလားဒီလိုဆိုအရင်ကကောင်းခဲ့လို့အခုကောင်းတယ်ဥတ္တမင်းတော်မူပါကမိသားစုတွေကအခုကောင်းနောင်ကောင်းတဲ့အခါကျတော့ယနေ့ပြုတဲ့ဒါနဘဝတစ်ဆောင်ပြုခဲ့တဲ့ဒါနပိဋကပျော်ခဲ့တဲ့ဒါနတရားတွေကတခြားနဲ့လဲလိုက်တာလားနိဗ္ဗာန်နဲ့လဲလိုက်တာလားနိဗ္ဗာန်နဲ့လဲလေတဲ့ဒါနကိုတို့မိသားစုအလုံးအထက်မြင့်တိုက်ဆောင်လို့အထက်မြင့်ရင်အစိုးရောက်သွားလို့နိဗ္ဗာန်တရားမြင်မောက်ပြုတဲ့ကုသိုလ်ကိုတို့ပြုလိုက်ရပြီလို့လူပြီးကောင်းမှုအာယုပြုကဝမ်းမြောက်လိုက်ပါတရားသိပြီတော်ပြီနော်ကဲလူပြီးကောင်းမှုအာယုပြုကဝမ်းမြောက်စွာနဲ့အလုံးလဲဥချီတာလဲဥချီတာမတာလို့မခေါ်နိုင်ဘူးတခါကြီးတခါကြီးဘလောက်ပဲပြီးချင်းနေတယ်ဒီတခါကြီးညောင်းပြီးနေတယ်ခြေတော့ပြတ်ပြစ်ပဲညောင်းလို့ခြေတော့ဟုတ်ပြီလားအဲ့ဒီကကြတော့ယနေ့အာသနာလင်းအောင်ကြီးကျောင်းတဲ့အတွင်း29ကျင်းမြောက်ဘုရားမှုရှိသောသံဃာပရိဝုဘောသံဃာတော်အရှင်သူမြတ်တို့ကမွန်မြလာသောနေစွမ်းဘောဇင်ရတာဖျားဖျားဆက်ကလူတိုင်းကြတဲ့ကောင်းမှုရှင်ကုသိုလ်ရှင်များနဲ့ကွာသံဃာပရိဝုဝေသံဃာတော်များချမ်းချမ်းသာသာတရင်သုံးနေထိုင်၍ပရိယပရိပါတို့ကိုသိဉာဏ်ကျိုးကိုပွားများအထုနိုင်ရန်ကျောင်းတစ်ဆောင်ကိုဆောက်လို့ထူထမ်းကြမိကျောင်းတကာကျောင်းမှာကောင်းမှုရှင်ကုသိုလ်ရှင်နာရှင်များဖြစ်ကြသောဘုရားမူကြီးရွာစိတ်ကြမုံတိုက်မိသားစုများဖြစ်ကြကုန်သောအတုဓမ္မမဏိရောဓတရအလူဒါယကကြီးဥဒ္ဓမင်းအလူမကြီးတော်မူဝါခိုင်သမီးလေးမန်နေကြီးလင်းလင်းနဲ့တကွမိသားစုအားလုံးဝေယဝိဇ္ဇကုသိုလ်ရှင်အကျိုးတော်သောပုဂ္ဂိုလ်တပိတကတော်မှာတရားနာပရိသတ်ပေါင်းတော်ကောင်းတို့သည်ဘောရိယပိစယောဟောတုဣဒံသောပုံညမင်္ဂလံသူမနိနာပတ္တံဤအတ္တမနိသင်္စီတံသူမနေဘောဘာစေတနာဖြင့်လွန်စွာဝမ်းမြောက်ကြကုန်လေပတ္တံဤမုံသာစေတနာဖြင့်သရာရှင်ဆိုလွန်ကြီးညိုးကြကုန်လေအတ္တမနိအပရစေတနာဖြင့်လွန်စွာအာရစိတ်တမ်းပြဖြစ်ကုန်လေနောအမေမိမြတ်သားကြီးပါရမီယူဇာနိယူသူတော်စင်ကုသိုလ်ရှင်ကောင်းမှုရှင်အလူရှင်သွန်တကာဆုံးမကျောင်းတကာကျောင်းမှာမိသားစုအားလုံးတို့ဝေယဝိဇ္ဇကုသိုလ်ရှင်အကျိုးတော်သောတပိတကတော်မှာတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်နေစီတံဘောဝမုံသာအပရောစေတနာသုံးပါးညီစွာထားလျက်ရှိဘူးပြုလုပ်ခဲ့ကြရသောဣဒံပုံညမင်္ဂလာဤဒါနသီလသမထဝိပဿနာဝေယဝိဇ္ဇကုသိုလ်မင်္ဂလာကောင်းမှုအစုစုတို့သည်ဘောရိယသစ္စာလင်းခိုင်တဲ့ခြင်းကိုပြန်ရည်စုဟုတို့ဘူးရင်နာကိုစီကုံကတောင်းတရင်အမှန်ဖြစ်ပေသောသမ္မာတံဘောရိဘုရားမြတ်စွာဘုရားစုပိစိကဘောရိပိစိကဗုဒ္ဓစုတာဝကဘောရိဧကတာဝကမဟာတာဝကပဂရိတာဝကဟုဆိုသောယဟနာစုဆိုရသောဘောရိဉာဏ်၄ပါးအတိအသောမဉဏ်များ၏ပိစယောမချွတ်ရအောင်ကျေးဇူးဆောင်ကအခေါင်နေဤအာဒီသောအထောက်ပံ့တို့သည်ဟောတိမြေလက်ခံတဲ့မြောက်ဒီကဲ့သို့မလွယ်တန်အောင်အထက်မြင့်တိုက်ဆောက်တဲ့ပုဂ္ဂိုလ်တွေဝါအင်္ဂါကောင်းလို့အခုကောင်းခဲ့တဲ့အခုကောင်းလို့ကောင်းတဲ့ဖြင့်အခုကောင်းတဲ့ကောင်းလို့မူနောင်ကောင်းတဲ့နိဗ္ဗာန်တိုင်အောင်အဆုံးကြတော့ကိုစီမျက်မှောက်ပြုနိုင်ကြတဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေကုန်သတည်းဒီလောက်ဆိုတော့ပါပြီဒီကကြီး10နာရီခွဲပြီနော်ကြီးစက်ချကြီးစက်ချလို့ရှိရင်ဥဒ္ဒမင်းတော်မူဝါခိုင်တော်မူဝါခိုင်ကခွက်ကလေးကင်ဥဒ္ဒမင်းကကြီးစက်ခွက်ကလေးကြီးစက်ကိုတော့ဝဲပဲချနော်ဘာလို့တော့ဝဲချလိုက်လဲသိလား
တခါကြီးတို့အသက်ထက်ဆုံး